ဘုရားနိုင်နာယူတခြင်းတွေဖြစ်လာတာဒီမျက်မှောက်တို့ရဲ့အရာသာဘူးဝစရာမရှိလို့ဒီလောကကြီးတဲ့အချိန်မဟုတ်တော့အချိန်နဲ့အသက်ရှင်နေတော့ဝိညာဉ်လူသားကျေးဇူးတော်ကဖြစ်စေတာဒီအသက်တာလူရဲ့အတွေ့ခေါ်တဲ့မှာယုံထွက်လာတော့ယုံကြည်ခြင်းပေးနေတော့ဘုရားရဲ့စိတ်တော်တွေ့တော်သူအောင်မြင်ပြီးသားဆုံးရှုံးမှုများမရှိတော့ဘူး